in the change and machine, we watch alone, the Yami, Santavati, Josna Dima, Chiva Perutiva, Diva Tapurado, the net of Shiva. At the end of the sheet to give them a truth and the light, do FCC, do MCC, do a one thing, you stand the half of the teacher, the Maro, the new sheet of the man. ကျွန်တော်တို့ဒီဖက်မှာလာဖို့အမင်းတန်းကြတော့လာဖို့မလွယ်ဘူးလေဒီကားပြနေတယ်အများကြီးပုံနဲ့ခါတော့ဒီမှာဒီဘာဝိဆန်တို့ဒီပုံစံတို့ဒီရှာနေလာတဲ့အိမ်တုတ်ကြမှာဒီမှာရှိတဲ့ဒီပုံစံမှာဒီလူကြီးတော့သိစီရအောင်ဒီမှာဒါတဲ့မှာအကြောင်းမျိုးချက်တယောက်နဲ့တယောက်နားလည်လို့တွေ့ရအောင်ရှိပြီမဲ့ ဘုရားရဲ့ဝေခါရှင်အပြင်သူပြီးကျွန်တော်တို့တွေ့နေတယ်ဖြစ်ပါတယ်။ဒီခရစ်စမတ်ပွဲဆိုရင်လည်းကျွန်တော်တို့လောက်တာနဲ့ဒီနေ့ဆိုရင်တော့နေ့မြောက်ပါနော်။အရင်နေ့အားလဲအောင်မြင်ရှင်နဲ့ပြီးဆုံးသွားတယ်။ပြီးရင်အဲ့ဒီမှာအဓိကပြောချင်တာတော့အခုကုမောင်ကြီးတို့လည်းများတယ်။သူတို့ကမယုံကြည်ဘူးဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ဒီအချီးပါဖွဲ့လို့ခင်တော့ချစ်ချင်းမေတ္တာနဲ့ဘုရားကိုချစ်ချင်းမေတ္တာနဲ့သူတို့အလိုငွေကနော်အခုဒီနေ့တဲမှာလည်းသူတို့ပါဝင်စိုက်ထုတ်ပြီးတယ်ပြီးရင်ဒီချီပါဒီဖေဘစစ်တဲမှာပါဝင်တဲ့ဒီမနေ့ကရေးဝယ်လာတော့ပြီပေါ့နော်ချက်ပြုတ်ပါဝင်ဒီပြည်တချို့ဆိုရင်တော့ဟိုကြာရပါဝင်ပေါ့နော်ဘုံလုံးတော့တယောက်ကဒီ blessing worship ကိုဆောင်တတ်တယ်ဆိုရင်လည်းတချို့ချက်ပြုတ်ပေါ့နော်အဲ့လိုမျိုးဒီတယောက်ဒီပါဝင်လို့ဆောင်ချင်အပြင်ဒီကျွန်တော်တို့ဒီအဖွဲ့အစည်းကအခုဒီကျွန်တော်တို့ဒီလုံးအောင်မြင်စွာနဲ့နော်လုတ်ဆောင်နိုင်တာဖြစ်တယ် DND နဲ့လာရောက်ကြားတဲ့ဒီကောင်တော့အရောက်ချင်းဒီတိုင်းပေါ့နော်ကျွန်တော်ဒီနေ့ချက်ပြုတ်ထားတဲ့အစားအသောက်ပေါ့နော်ဒီနေ့ထားတဲ့စားတော့ကျွန်တော်မစားပဲနဲ့မပြန်ပါချပါနဲ့အကုန်လုံးစားတော့ပြီးမှပြန်ချပါပြီးရင်ကျွန်တော်ဒီကလေးသူငယ်ဒီပေါ့နော်ဒီကအရင်တော့ကျွန်တော်ဒီရောက်တာကျွန်တော်2015လောက်ရောက်တယ်ဒါပေမဲ့ကျွန်တော်ကလေးတုန်းကငယ်ကြီးတယ်ဒါပေမဲ့ဒီလိုမျိုးကျွန်တော်တို့ဒီမှာမိသားစုယုံကြည်လို့တိုက်ဝိုင်းဆိုရင်လည်းကျွန်တော်အိမ်မရှိတဲ့ခါကျတော့ဒီ Sunday School လို့ပါဆိုမရှိဘူးလေခါကျတော့ဒီအခုဒီမှာမိသားစုတွေများလာတဲ့ခါကျတော့ဒီကလေးတွေလည်းအများများတဲ့ခါကျတော့ကျွန်တော်အာသမီဒီသူပြေတော့အိမ်တော့မရှိတဲ့ခါကျတော့ကလေးတွေကကြီးလာတော့ဘယ်လိုမှပြောလို့မရတော့ဘူးကျွန်တော်ဒီမျိုးပါလားအကြောင်းဒီဟာကြီးက Sunday School ရှိရင်တော့ဆရာမဒီမှာလုပ်ပေးနိုင်လို့ရှိရင်တော့အများကောင်းပါပဲဆိုပြီးတော့HR ထဲမှာမှဒီ MCC ကဓမ္မတွေကသူတို့ကျွန်တော်တို့အဖို့ကဘာမှမပြနိုင်ဘူးကျွန်တော်တို့ဆိုနော်ဘာမှတရားတစ်ချက်မှလမ်းစိတ်ဆိုလည်းဘာမှမပြနိုင်ဘူးဒါနဲ့သူတို့ကဘုရားကိုချစ်ချင်းအပြင်ကျွန်တော်ဒီကလေးတွေကိုချစ်ချင်းအပြင်ဒီအပတ်တိုင်းကိုကျွန်တော်တို့ဒီချီပါ fellowship တဲ့အားလုံးပေးတာဖြစ်ပါတယ်အဲ့တော့လည်းကျွန်တော်တို့အနေနဲ့ဘာမှမပြနိုင်ပါဘူးတကယ်တော့ဒါကကျွန်တော်တိုင်းသားချင်းတို့ကရင်ဆိုလည်းအကုန်လုံးတိုင်းသားတွေရှိတယ်နော်ဘာမှစကားတခါကျတော့မပြည့်စုံဘူးဆရာဆန်သူပြောတယ်လို့ကျွန်တော်ချင်းပြည်မှာဟောတဲ့ခါကျတော့အပွားကြီးရောက်ဒီမှာတဲတယ်တော့အပွားကြီးလည်းတော့တက်ကြီးပြီအဲ့နဲ့ဆရာကပကံစီရတယ်ဘာလို့သူကပွားကြီးရတက်ကြီးဆိုတော့ဆရာကကိုယ်တိုင်လုပ်ချင်တော့အပွားကြီးကကျွန်တော်တို့အရင်သားဆိုတော့စကားမပြည့်စုံတဲ့ခါကျတော့ဆရာတဲ့အဲ့ပကံဒီတော့ပကံဆရာပကံဒီကြီးဆိုတော့စေးဖို့လုပ်တယ်အဲ့နဲ့ပွားကြီးကဆရာပကံကြီးရေချိုးပြကြမလို့ကျွန်မချိုးမယ်ဆိုတော့နော်အဲ့လိုပြောလိုက်တာဒါကြောင့်နားလည်မယ်လို့သင်ကြပါတယ်ကျွန်တော်တို့ကပမာစကားကျွန်တော်တို့စကားမဟုတ်တဲ့အခါကျတော့မသုံးနေတာရှိပြီမဲ့ဒီကျွန်တော်တို့ပြီးနိုင်တာဘာမှမရှိဘူးဒီအခုဒီနေ့လာတဲ့ဆရာကြီးအစပုံလုံးနေပုံလုံးအရောက်ချင်းစီလာတဲ့ကျွန်တော်တို့ကဘာမှမပြီးနိုင်ပြီမဲ့ဟိုခုနဆရာဆန်သူပြောတယ်လို့ပေါ့ကျွန်တော်ရှင်းလိုမျိုးဒီပြန်တဲ့ခါကျတော့ဘုရားရှင်ကောင်းချီးပြပါစီပြောချင်တဲ့ဟာကိုမပြောတတ်တဲ့ခါကျတော့ဘုရားရှင်ကလစ်စားချီပါစီဒီတိုင်းအားလုံးဘုရားရှင်ကပဲကလစ်စားချီပါစီကျေးဇူးတင်ပါတယ်